Hello Mission in Business ကနေကြိုဆိုပါရစေကျွန်တော်ဘယ်သူအတွက်လုံးလုံးနေတယ်လဲကျွန်တော်လူငယ်တွေ solution လဲမနေ့အလုပ်သွားတယ်ညပြန်လာတယ်အိတ်တယ်အလုပ်သွားတယ်နောက်မနေ့အလုပ်သွားတယ်ဆန်လေးတရက်နားတယ်Saturday တရက်နားတယ်အဲ့တော့ကျွန်တော်ဘယ်သူအတွက်လုံးလုံးနေရလဲအဲ့တော့ကျွန်တော်စဉ်းစားတဲ့အခါမှာတချို့တွေ solution တော့ depression တွေဝင်လာတယ်စိတ်ဓာတ်ကျတာမှုတွေအများကြီးဖြစ်လာတယ်အဲ့တော့ကျွန်တော်ပြောချင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ချစ်တဲ့သူတွေအတွက်အလုံးလုံးနေတာဖြစ်ပါတယ်လို့အဲ့တော့ဒီမှာကျမ်းစာထဲမှာဒီလိုပြောထားတယ်ကျွန်တော်ချစ်တဲ့သူကဘယ်သူလဲလို့ပြောတဲ့အခါမှာဒီဘုရားတခင်ထာဝရဘုရားကိုစိတ်တော်အချင်းမဲ့ချစ်လို့ပြောတယ်အဲ့ဒါကနံပါတ်1ပညာချက်လို့ပြောတယ်အဲ့တော့ဒီနေ့ကျွန်တော်ဘယ်သူအတွက်လုံးလုံးနေတယ်လဲလို့ပြောတဲ့အခါဘုရားတခင်အတွက်လုံးလုံးနေတာဖြစ်ပါတယ်လို့ဘုရားတခင်အတွက်လုံးလုံးတယ်ဆိုတာကဘုရားတခင်ကျွန်တော်ကိုဖိုက်ခန့်ထားပေးတဲ့အရာတွေကိုကျွန်တော်တို့ကလှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့်ကျွန်တော်တို့ဟလာတဘာဝတွေကိုကျွန်တော်တို့ထိန်းသိမ်းဆောင်ရှောက်တယ်ဟလာမိသားစုတွေကိုရှာဖွေကျွေးမွေးတယ်ဒီမိသားစုတွေဒီတဘာဝတရားတွေအားလုံးကလည်းဘုရားသခင်ပိုင်တာမှတ်တဲ့ဘုသူအတွက်လှုပ်တယ်လေလို့ပြောတဲ့အခါမှာဘုရားသခင်အတွက်လှုပ်တာဖြစ်ပါတယ်လို့နံပါတ်2အချက်ကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ချစ်တဲ့ကျွန်တော်မိသားစုတွေအတွက်ကျွန်တော်လှုပ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချစ်တဲ့ကျွန်တော်မိသားစုကျွန်တော်ဇနီးမယားဖြစ်မယ်ဟလာကျွန်တော်သားသမီးတွေဖြစ်မယ်ကျွန်တော်ရဲ့မိသားစုလို့ပြောတဲ့အခါမှာကျွန်တော်မိဘတွေဖြစ်မယ်ညီကောင်မောင်နှမတွေဖြစ်ပါမယ်ကိုနဲ့ဆက်ဆိုင်တော့သူကိုဟလာကိုနဲ့အမြတ်ချစ်ပါဆိုပြီးတော့ဒုတိယပညာချက်ဖြစ်ပါတယ်ကိုနဲ့ဆက်ဆိုင်တော့သူလို့ပြောတဲ့အခါမှာကျွန်တော်မိသားစုတွေဖြစ်တယ်ကျွန်တော်ရဲ့မိဘတွေဖြစ်တယ်ကျွန်တော်တို့ရဲ့ဟလာသားသမီးတွေဖြစ်တယ်သူတို့အတွက်ကျွန်တော်လှုပ်ရတာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုပြောပြထားတဲ့အရာကကျွန်တော်တို့ဒီအငယ်ဆုံးတဲ့သူတွေအတွက်ကျွန်တော်လှုပ်တာဖြစ်ပါတယ်မရှိစင်းရသားတွေဟလာနေပါမဲ့တွေပုတ်ဆုံးမတွေဒီအရာတွေအတွက်ကျွန်တော်လှုပ်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်လှုပ်တယ်ဆိုတာအသိပဲမေ့ဆိုတာကျွန်တော်ပြင်ပန်းခံနေတာမဟုတ်ပါဘူးကျွန်တော်အရန်ချစ်တဲ့ဘုရားတခင်အတွက်ကျွန်တော်လှုပ်တယ်ကျွန်တော်အရန်ချစ်တဲ့ကျွန်တော်မိသားစုတွေဟလာဘုရားတခင်ရဲ့နိုင်ငံတော်အတွက်ကျွန်တော်လှုပ်နေတာဖြစ်ပါတယ်ဒါကိုတကယ်လို့သင်ကသိမယ်ဆိုလို့ရှိရင်တကယ်ပဲကျွန်တော်လှုပ်တယ်ဆိုတာပြင်ပန်းစရာတော့မဟုတ်ဘူးဒီခါလေးလူတဘာဝအရာကျွန်တော်ပြင်ပန်းမယ်ဒါပေမဲ့အလုပ်လုပ်တယ်ဆိုတာတကယ်ပဲအသိပဲရှိတဲ့အရာတစ်ခုကိုသင်လုပ်နေတာဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုအဖြစ်အချိုးအဆုံတရားဖြစ်တယ်ဆိုလို့ရှိရင် like share follow လုပ်ထားပေးပါနောက်ဗီဒီယိုမှာပြန်လည်ပြောဆိုပေးကြပါစို့